ဒီအမျိုးသမီးကလေးစားနဲ့ပြက်ပြီးအသေးကွဲနေခဲ့တာပဲဖြစ်ပါတယ်ရေးစားရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့တနာစရာအမျိုးသမီးငယ်ကအချီတေကိုချွတ်လိုက်ပြီးသူ့ရဲ့ရွက်ဖျင်တဲကအပြင်ကိုထွက်လာနေခဲ့ပါပြီးသူ့ရဲ့ကိုယ်ပေါ်မှာလဲအဝတ်တွေကဗလာချင်းနေခဲ့ပါပြီထိုမျိုးသမီးငယ်ကအစာမစားရတာ2ရက်လောက်ရှိပြီဖြစ်တာကြောင့်တခုခုချက်ပြုတ်စားရအောင်မိဖို့စူးစမ်းနေခဲ့ရပါတယ်အချိန်အတန်ကြာတဲ့အခါမိဖို့ပြီးသွားခဲ့ပြီးရေနွေးတအိုးတီထားခဲ့ပြီးရေတောက်ရင်းအနားယူဆောင်ဆိုင်နေခဲ့ပါတယ်တဲပူပူလေးပေါ်မှာရေတောက်ရင်းစိန်ခံနေခဲ့ပါတယ်ထိုမျိုးသမီးငယ်ကရုတ်တရက်ဘောင်းဘီတွေကိုမရှက်မကြောက်ချွတ်ချလိုက်ပါတယ်ထိုမျိုးသမီးကရေတွေကိုဆင်းပြေးဖို့ကြံစီနေခဲ့ပါတယ်ထိုမျိုးသမီးငယ်ကငါးတေဝိုင်းတို့မှာကိုမတွေးမိပဲရေတွေကိုဆင်းပြေးသွားခဲ့ပါပြီးအမျိုးသမီးငယ်လည်းတိတ်မကြခင်မှာပဲငါးတွေဝိုင်းတို့လို့ပြန်တက်လာခဲ့ပါတယ်အမျိုးသမီးငယ်ကတဲတောင်ပြင်ပေါ်မှာငါးတုတ်ခံခဲ့ရတာကြောင့်လူလိမ့်နေခဲ့ပါတယ်သူကငါးတုတ်ခံရတဲ့အရာတာကိုတောင်မှကြိုက်နှစ်တက်လို့နေခဲ့ပါပြီးတစ်ချိန်တည်းမှာပဲဒီအမျိုးသမီးငယ်ကရေနွေးအိုးတီခဲ့တာကိုတတိယသွားခဲ့ပြီးပြေးသွားနေခဲ့ပါတယ်ရေနွေးအိုးနားကိုရောက်မှသူမစိတ်အေးသွားခဲ့ရပါတယ်သူမဟာကော်ဖီတစ်ခွက်ကိုခက်မြန်မြန်ပဲဖြော်ပြီးကမ်းခြေဘက်ကိုပြန်ထွက်လာခဲ့ပါတယ်သူမဟာကော်ဖီကိုစိန်ခံပြီးတောက်နေခဲ့ပါတယ်အတော့အတန်ကြာကော်ဖီတောက်ပြီးသွားခဲ့ပါတယ်ကမ်းခြေမှာပြေးရင်ဆော့ကစားနေခဲ့ပြန်ပါတယ်အမျိုးသမီးငယ်ကလေးစားကိုတတိမရစေဖို့ပြေးလွှားဆော့ကစားနေခဲ့ပါတယ်ဒီလိုနဲ့ပဲသူမဟာငါအတုတ်ခံဖို့ရေထဲကိုပြန်ဆင်းသွားခဲ့ပါတယ်ရီစာကြောင်ရတဲ့ဒဏ်ရာတွေကိုငါတုတ်ခံရင်ဖြေဖြောက်နေပါတယ်သူမရဲ့ရီစာကငါတစ်ကောင်လောက်တောင်သူမအပေါ်မကောင်းဘူးဆိုပြီးတွေးတောနေခဲ့ပါတယ်လူကြီးမင်းတို့အနေနဲ့လဲရီစာနဲ့ဖြစ်ပြီးရင်အသေးကွဲမနေပဲငါတုတ်ခံကြည့်ဖို့အကြံပြုလိုက်ရပါတယ် subscribe လုပ်ပါ